အားလုံးပဲမင်္ဂလာပါနေနေဆုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အရန်စားလောက်ကောင်းတဲ့ကိုရီးယားကင်ချီလုပ်နေလေးပြောပြသွားမှာဖြစ်ပါတယ်ကိုရီးယားကင်ချီလုပ်တဲ့နေရာမှာအသုံးပြုမဲ့ပစ္စည်းတွေကိုတော့ဒီနေရာမှာပုံနှိပ်တကွပြထားပါတယ်ကိုရီးယားကင်ချီလုပ်ဖို့အတွက်ပထမဆုံးမုံငင်းဖြူကိုလှေးပါတယ်မုံငင်းဖြူကတော့အရွယ်အစားလိုက်ကြီးရင်ကြီးသလိုသေးရင်သေးသလိုလှေးပါတယ်မုံငင်းဖြူကိုတော့ 2.5 kg လောက်အသုံးပြုပါတယ်မုံငင်းဖြူအကုန်လုံးလှီးပြီးသွားတဲ့အခါမှာတော့ရေနဲ့2ခါလောက်စီးပြီးပါတယ်ရေစီးပြီးတဲ့အခါမှာတော့မုံငင်းဖြူတွေကိုစလုံးထဲမှာနည်းနည်းချင်းစီထည့်ပြီးတော့စားနဲ့တေချာလေးနယ်ပြီးပါတယ်စားကတော့ပင်လယ်စားဒါမှမဟုတ်စားချမ်းအသုံးပြုလို့ရပါတယ်နည်းနည်းစီသမသွားအောင်နယ်ပြီးပါတယ်မုံငင်းဖြူတွေကြီးမသွားအောင်တတိထားနယ်ပြီးရပါမယ်စားကူတော့စပွဲတင်စုနဲ့လေးစုံအသုံးပြုပါတယ်စားနဲ့မုံငင်းနဲ့တေချာနှိပ်ပြီးတဲ့အခါမှာတော့မုံငင်းနဲ့စားကိုအနည်းဆုံး3နာရီနဲ့ထားရမှာဖြစ်ပါတယ်3နာရီအတွင်းမှာမိနစ်30ပြည့်တဲ့အချိန်တိုင်းအပေါ်နဲ့အောက်တေချာလှန်ပြီးတော့နှိပ်ပြီးရမှာဖြစ်ပါတယ်မုံငင်းနှက်နေတဲ့အချိန်တွင်းမှာတော့ကောက်ငင်းစာမုတ်ကိုကျူပြီးပါတယ်အနည်းဆုံး3မိနစ်ကနေ5မိနစ်အထိကျူပြီးပါတယ်ကောက်ငင်းစာမုတ်ကိုစပွဲတင်စုနဲ့လေးစုံအသုံးပြုပါတယ်ပြီးသွားတဲ့အခါမှာတော့တခြားခွက်တစ်ခုထဲမှာထည့်ပြီးတော့အေးခံပါတယ်မုံငင်းစိန်စားရည်စိန်တာလဲ3နာရီပြီးသွားတဲ့အခါမှာတော့ဒီမုံငင်းတွေကိုရေနဲ့တေချာလေးပြောင်းအောင်ပြန်စီးပါတယ်အနည်းဆုံး3ခါလောက်စီးပါတယ်စီးပြီးတဲ့အခါမှာတော့ရေစစ်ပါတယ်မုံငင်းရေစစ်နေတဲ့အချိန်တွဲမှာတော့ sauce လုပ်ဖို့ရအတွက်ချက်သွန်နေသလုံးချက်သွန်ဖြူသလုံးချင်းအနှဲငယ်တိတော်တိသလုံးတကြားကိုစပွဲတင်စုနဲ့တစွန်းငံပြာရည်ကိုစပွဲတင်စုနဲ့လေးစွန်းထည့်ပါတယ်ငံပြာရည်ကတော့တခြားကိုမှရှိတဲ့ငံပြာရည်လည်းအသုံးပြုလို့ရပါတယ်ပြီးတဲ့အခါမှာကင်ချီငံပြာရည်လည်းလေးစွန်းထည့်ပါတယ်အငံနဲ့စိန်ထားတဲ့ပစွန်တစ်သေးလေးကိုလည်း2စွန်းထည့်ပါတယ်အကုန်လုံးကိုပေါင်းကြိတ်ပြီးပါတယ်ချိတ်ပြီးတဲ့အခါမှာတော့အခုနကျူထားတဲ့ကောက်ငင်းစာမုတ်ထဲထည့်ပါတယ်အကုန်လုံးတေချာသမသွားအောင်မွေပြီးပါတယ်ကင်ချီပေါဒါတစ်ခွက်ထည့်ပါတယ်နည်းနည်းလေးထည့်ပါတယ်အကုန်လုံးတမသွားအောင်တေချာလေးပြန်မွေပေးပါတယ်တေချာမွေပေးတဲ့အခါမှာတော့စက်သွန်မိတ်ထည့်ပါတယ်စက်သွန်မိတ်အရင်ဆုံးနယ်ပြီးပါတယ်မုံလာဥနီမုံလာဥဖြူထည့်ပါတယ်ဒါတွေအကုန်လုံးအရင်ဆုံးတေချာလေးနယ်ပြီးပါတယ်
ပြီးတဲ့အခါမှာတခြားစလုံးအကြီးတစ်ခုထဲမှာမုံငင်းဖြူတွေကိုနည်းနည်းစီထည့်ပြီးမှအခုနေထားတဲ့ sauce နဲ့နည်းနည်းစီအကုန်လုံးသမသွားအောင်အရင်ဆုံးနေပြီးပါတယ်နော်တခါတည်းမုံငင်းဖြူတွေအကုန်လုံးထည့်မနေလိုက်ပါနဲ့နော်မုံငင်းဖြူမကုန်မချင်းအကုန်လုံးဒီနည်းနဲ့နေပြီးပါတယ်အကုန်လုံးနေပြီးသွားတဲ့အခါမှာတော့ kimchi ကူတိတ်နဲ့ဘူးထဲမှာထည့်ပါတယ်kimchi ကိုတော့အပြင်အပူချိန်မှာ2ရက်လောက်ထားပါတယ်ပြီးတဲ့အခါမှာရေခဲသစ်သားထဲမှာ3ရက်ထားပါတယ်9ရက်ပြည့်သွားတဲ့အခါမှာတော့ kimchi ကစားလို့ရပါပြီเนาะဒါကတော့9ရက်ပြည့်သွားတဲ့အနေရထားပါ kimchi ကတော့စားလို့ရနေပါပြီเนาะကြီးတိတ်ထားတဲ့ kimchi ကတော့အနည်းဆုံး6လကနေတစ်နှစ်အထိရေခဲသစ်သားထဲမှာတိမ်းထားလို့ရပါတယ် kimchi ကတော့အရန်လဲစားလို့ကောင်းတယ်လို့ကျမရဲ့အတွက်လည်းအရန်ကောင်းပါတယ်เนาะဒီမှာ kimchi ကတော့စားလို့ရပါပြီဒီဗီဒီယိုကိုအစနဲ့အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်တယ်เนาะlike and subscribe လုပ်ပြီးဖို့လည်းတောင်းဆိုပါတယ်เนาะနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ် bye bye